ဒီလောက်လှုပ်ထားရင်တော့ကြံတဲ့ကောင်တွေကျွန်တော်ကိုလိုက်ပြီးတော့ရှင်လို့မရတော့ဘူးဘာဖြစ်လို့ကိုကဇက်သမင်ရလေဇက်သမင်ចောင်းစင်းဆိုတော့ခွန်းတောက်လေးပါလေဒီလိုလှုပ်ထားရင်ကျွန်တော်ကိုလိုက်ရှင်လို့မရဘူးကောင်တွေနော်ဟိုကောင်တွေကျွန်တော်ကိုလိုက်ပြီးတော့နှောက်ချက်လို့မရတော့ဘူးအဲကြောင့်ခွန်းတောက်လေးဟုတ်လို့ဖက်ကလေးဆိုပြစ်ဆိုလိုက်တာအဲကြောင့်မင်းသားဆိုတော့နှစ်ပါးသွားကန်းလေးပေါ့နှစ်ပါးသွားကန်းလေးဆိုတော့ချေးကြိုက်ရရလေလူသေးတာဟုတ်ဗျတမတ်စိန်လေးရလဲမပြအောင်လို့မင်းသမီးလေးခေါ်လိုက်အောင်ပါပဲအမေယာကိန်းကြီးမရီတမ်းမူလာလို့ရဲ့တော်လေးဝါဝင်းနဲ့နှမလေးနှီးသူလိုက်ချစ်နှမလေးလာပါဦးကွယ်လာပါဦးကွယ်မောင်ကြီးကိုပါရမီဖြည့်ပြီမလားချစ်ပါပေါ့ချစ်မလားလို့အမလေးပြောလိုက်တာနှစ်ပါးသွားလေးအားရအောင်ကားရမယ်နော်ဗျာတမတ်စင်လေးလည်းမပြောင်းအောင်မြူးမြူးကြွကြွလေးနဲ့ပရိသတ်တွေကိုလည်းပြင်းမသွားအောင်နောက်ကဆရာစိန်မြတ်မောင်နဲ့တိုက်ထားတဲ့တချင်းလေးဆရာကြီးဟေးအိုးဒီဝိစရာရွှေလက်ကညာလက်ကရာတို့ပေါင်းကားစုဝဲလာရင်လာရင်တွေ့လာအစင်းတရမူရရရောင်မေးတော်မင်းကိုဟန်ကျော်ရှင်းလာအိုးဒီဝိစရာဟေးလာလာလေးကငါကားလာလေဆွေးတဲ့ရလာလာတို့ပေါင်းကားစုဝဲပါပဲငါကားရေးငါရေးကအစင်းလည်းမူရမြတ်ရောင်စေရောင်လေးကိုဟန်ကြော်ရှင်းတာအိုးဒီစလိုက်ဟဲ့ခလာငါဟာလေဒါမရှင်းနဲ့ဟဲ့ဒီဝိစနာရွှေလက်ကကြာလက်တကာတို့ပေါင်းကားစုဝဲလာရဲလာသွေးကြွယ်ကအစေဟံမူရရရောင်ရွှေရောင်ဝေးကိုဟန်ကျော်ရှင်းတော်အိုးဒီဝိစနာဟေးတွေ့ရတော့ဟေးဟေးလာပြီမလေးအကျော်လောတွေနဲ့အိုးရောက်ဘာလို့ဒီဝိစတာရွှေလိုက်ညာလိုက်ညာတို့ပေါင်းကားစုဝေးဟေးလာရေးလာသွေးကြွယ်ကအစင်းရမူရအာကြပါကြပါအကိုဟန်ကြောချင်းကအိုးဒီဝိစတာဟေးကာကငါကမလေးငါကအိုးဒီဝစ်ဒီအောင်မြင်လို့ဒီခြုံတွင်လာတာငါမင်းလားကွာမင်းလားကောင်းပေါင်းလိုက်လို့ရှိရင်တွဲလို့ရတယ်ဆိုငါတို့လည်းတွဲလို့ကျွန်တော်ကမင်းသားစီရုပ်ကိုယ်တွေကမင်းသားရုပ်ဗျာဟာလေမင်းသားရုပ်တွေကမင်းသားရုပ်ဘာပဲပြောမင်းငါနဲ့တွဲမှာဟုတ်ပါဘူးငါနဲ့တွဲမလို့ငါနဲ့တွဲမှာကြပါတော့ရှင်တို့ကတလောက်မင်းသားတွေများနေတော့ကျမဘေမင်းသားနဲ့တွဲကမ်းမှာတော့ဒီမင်းသားနဲ့မဟုတ်ဘူးလေပြောတာတွင်းနဲ့ကနာလာတို့ပေါင်းကားစုဝေးလာရေးလာသွေးကြွယ်ကစေရမူရညရောင်စေရောင်ဝေးဟန်ကျော်ရှင်းတာဝိဝိစရာအမလေးမင်းသားတွေအမလေးတော်ကြပါတော့ဆိုင်းစရာတို့ရဲ့အမလေးဆိုင်းစရာတို့ရဲ့တော်ကြပါတော့အမလေး तू ကလည်းသူတို့ကလည်းမင်းသားကောင်းပေါင်းနေနဲ့ဟိုလေးယောက်တော့ဒီမှာဝင်မနေရတယ်ကြာတယ်သူတို့ကလည်းမင်းသားကောင်းပေါင်းနေအမလေးဆရာတို့ကျွန်တော်မင်းသမီးကလေဆရာတို့ဖွဲ့နေတာတွေ့ရင်တော့ကျိုးနဲ့တရေပဲကြံတော့မှာဗျာ
ကရိုကြီး ဒါရေ ကျေးဇူးတင်ထိုက်သူများကိုကျေးဇူးတင်ခြင်းပါသေးတယ်ရှင် ဟုတ်ကောင်းတယ်ဗျာ သမီးတို့ရဲ့ကုမှုရွာညင်းကိုဖျော်ဖြေတင်ဆက်ခွင့်ပေးပါတော့အမျိုးသားယဉ်ကျေးမှုနှင့်အမှုပညာတက္ကသိုလ်ရန်ကုန်ပါမောက္ခချုပ်ဦးအောင်နိုင်မြင့်နဲ့သမီးတို့ရဲ့တပင်းပညာဌာနပါမောက္ခဌာနမိုးဆရာဦးခိုင်ထွန်း ဟုတ်ကဲ့ သမီးရဲ့အကပညာများကိုတက်မြတ်အောင်သင်ကြားပြသပေးခဲ့ကြပါတော့တင်ဆရာမြင်ဆရာကြားဆရာများ ဟုတ်ကဲ့ ပြီးတော့သမီးရဲ့တိတချင်းများကိုရေးဆက်တီးကုံပေးပါတော့ဆရာမလိုင်တန်းထွန်းနဲ့နောက်ခံပန့်ပိုးတိခတ်ပေးပါတော့ဆရာစိန်မြတ်မော်နဲ့စိုင်းပညာရှင်များပြီးတော့သမီးတို့ရဲ့အငိမ့်အဖွဲကိုရိုက်ကူးခွင့်ပေးပါတော့မြမအတန်နဲ့ရုံမြင့်တန်ချမ်းမှဝိုင်းတော်တာများ ဟုတ်ကဲ့ ပြီးတော့သမီးရဲ့အလှပများကိုလှပအောင်ဖန်တီးပေးပါတော့ရွှေပကြီးကြော်ကြော်လင်းတို့ကိုလည်းဒီကနေပဲကျေးဇူးအထူးတင်ရှိပါတယ်ရှင် ပူဇော်စားပူဇော်နေရနဲ့ပူဇော်တိုင်းသူကိုပူဇော်တယ်ဗျာ ကျေးဇူးတင်တဲ့သူကိုကျေးဇူးတင်ရမယ်ခင်ဗျာ ဟုတ်ကဲ့ ကရိုကြီး ရရ ဘိုးဝဆင်ရှေ့ရှုလို့တုံရှင်သားတဲ့အချက်တွေနဲ့ဆိုရရင်ဖြစ်လေအကိုတို့ကျမတို့ဟာအမျိုးသားယဉ်ကျေးမှုနဲ့အမှုပညာတက္ကသိုလ်ရဲ့အမှုပညာရှင်လေးများမဟုတ်ပါလားရှင် ပါပါတယ်ခင်ဗျာ ဒါကြောင့်မို့လေရိုးရအစင်ရှေ့ရှုလို့နှလုံးသားတွေကတေးတပုတ်ကိုရေးထုတ်တီဖွင့်ရင်းနဲ့လေသမီးနေစုလိုင်ကမြမပြည်သူပြည်သားများဒုက္ခိအဒဏ္ဍပရိယဟရံဟွန်တူလို့တောင်းစုမြတ်တာပို့ရင်းနဲ့လေဆရာမလိုင်တန်းထုံးရေးဆက်တီကုန်းထားတဲ့တီးပန်းတွေဖြာပြီးမြမဆိုတဲ့သိတဲ့ချင်းလေးနဲ့နောက်ဆုံးဂါရပြုနှုတ်ဆက်ပြရစီလားရှင် ကြားရပါဗျာ ဟေး ဝင်းလန်းငါမြည်တဲ့ဂျူနီမောအသေးသေးငါဆွေးနှံနေပြုကညာတူငါမြတ်တာတူငါစေတနာမယိုင်မလဲမခွဲတဲ့ချစ်တနာများဝင်းလန်းငါအမြည်တဲ့ဂျူနီမောသေးသေးငါဆွေးနှံနေပြုကညာတူငါမြတ်တာတူငါစေတနာမယိုင်မလဲမခွဲတဲ့ချစ်တနာများရွှေပွေတော်လာဟောတဟာမိတ်ဆွေပေါင်းအောင်ညာသူတီသူခိအဒနာပရိယံအန်သူမဆုဝီနီယာ ဝင်းလန်းငါမြည်တဲ့ဂျူနီမောအသေးသေးငါဆွေးနှံနေပြုကညာတူငါမြတ်တာတူငါစေတနာမယိုင်မလဲမခွဲတဲ့ချစ်တနာများဝင်းလန်းငါမြည်တဲ့ဂျူနီမောအသေးသေးငါဆွေးနှံနေပြုကညာတူငါမြတ်တာတူငါစေတနာမယိုင်မလဲမခွဲတဲ့ချစ်တနာများရွှေပွေတော်လာဟောတဟာမိတ်ဆွေပေါင်းအောင်ညာသူတီသူခိအဒနာပရိယံဟန်သူမဆုဝီနီယာ ဟ
မြမပြည်ကညိကွယ်မဟာကဘာတီသမျှချိန်တွေဝင်ဖြာတောင်စုချွေမှာဆရာမလိုက်တီသဘုံရွေးထားလာစီကိုပြည့်ချေ ကိုကန်ထူး ကိုရှိလား ကိုကန်ထူးရေ ကိုဘေးကြီး ကန်ထူးရေ အော်ရှေ့အတွက်မင်းသမီးလေးနှင်းစုလိုက်လေ ဟုတ်ကဲ့ ဟောတာဝန်ကျေသွားပါပြီ တာဝန်ကျေပါပြီဗျာ ဟောအဲ့တော့ကောင်းအောင်ဆိုပြီးတော့ခေါင်းဆောင်တင်မြောက်ထားတာမင်းသမီးလေးကဘယ်သူတော့ တက္ကသိုလ်ခိုင်မာလွန်လေး တက္ကသိုလ်ခိုင်မာလွန်လေးကြော်ရုပ်ဖော်ထုတ်ကြပါစို့ အလက်ကဏ္ဍလေးရောက်ရှိလာပြီပေါ့ဗျာ ဟုတ်ကဲ့ဗျာ ကျေးရေပေါ့ဗျာကျွန်တော်ခေါ်လိုက်မယ်ခင်ဗျာ ဟုတ်ကဲ့ ခုကမှာကတော့မေပလဲကညာ ဟုတ်ကဲ့ ခုကမှာကတော့မေပလဲကညာ ဟုတ်ကဲ့ ရှုမောရတာကရွှေပွဲလာကြည်သူမြင်သူဘဝင်စုအောင်မြင်မြင်သူချောလောက်ပါတဲ့တက္ကသိုလ်ခိုင်မာလွင်ဆိုတဲ့ကလေးလေးမှတေးစာမယ်ရွာသားကြီး ဟဲမာလို့ထုတ်ဟေးဟေး မြင့်မြတ်ပြောင်းပြောင်းရင်จิตသိမ်မွေးဆိုရိုးစကားရှိခဲ့တာကဘာပေါ်မှာတို့မြမအရှိတရားအကြောက်တရားမျက်မစိုးတရားလက်ကင်ထားကထူးခြားတဲ့တို့တိုင်းပြည်ပါမြမသချင်းတွေဆိုမြမကားလေးများနဲ့ခိုင်မာလွင်သမီးဒီအနာကုန်ပြေမှာ ရှိခဲ့တာကဘာပေါ်မှာတို့မြင်မှာအရှိတရားအကြောက်တရားမျက်မစိုးတရားလက်ကင်ထားကထူးခြားတဲ့တို့တိုင်းပြည်ပါ